အခုလိုအကြောင်းရင်းကြောင့်ရုတ်တရက်ထိုင်းမှာဘဝကူးသွားခဲ့ရတဲ့ TikTok ဆယ်လီအေယာဝရီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TikTok ဆယ်လီအေယာဝရီမကအမိုက်စားကောင်လေးတွေကိုငမ်းပြီးလို့မိမိရဲ့အသက်နဲ့ခန္ဓာကိုယ်ပါပေးဆော့လိုက်ရပြီဖြစ်ပါတယ်ပရိသတ်ကြီးတို့သိတဲ့အတိုင်းပဲအေယာဝရီမလို့လူသိများတဲ့တင်စော်ထွေးကထိုင်းနိုင်ငံအမဲဆောက်မြို့မှာအခြေချနေထိုင်ပြီးတော့ online shopping လုပ်ငန်းနဲ့အောင်မြင်နေတဲ့ LGBT မိန်းမရှာတဦးဖြစ်ပါတယ်သူမကအဝတ်ထည်တွေနဲ့တခြားပစ္စည်းတွေကိုလိုင်းလွှင့်ရောင်းချရင်းနဲ့စီးပွားရေးပြည်လည်နေသူဖြစ်တယ်လို့ TikTok မှာလည်းဟာတာဗီဒီယိုတွေတင်ပြီးတော့ပရိသတ်ကိုပျော်ရွှင်အောင်ထားတတ်တဲ့သူပါသူမကအနုပညာလောကကဆယ်လီတွေဖြစ်တဲ့အောင်ချမ်းအေးအလှမယ်မီမီနဲ့အဆိုတော်ချယ်ရီတင်တို့နဲ့လည်းတော်တော်လေးကိုရင်းနှီးကျွမ်းဝင်သူတဦးဖြစ်ပါတယ်မဆုံးပါခင်ညပိုင်းမှာတောင်အောင်ချမ်းအေးနဲ့ရေရေမောမောစကားပြောခဲ့သေးရဲ့လို့သိရတဲ့အတွက်အားလုံးကပို့ပြီးတော့စိတ်မကောင်းဖြစ်နေကြတာပါဖြစ်စဉ်ကတော့မနေ့ညကအေယာဝရီမဟာအင်ကိုပြန်မရောက်လာပဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်ဒီကနေ့မှာတော့သူမရဲ့ DP ကိုမဲဆောက်မြို့မဲထောင် TK ရက်ကွက်ထိန်နာကအုတ်တိုင်းခတ်ထားတဲ့ခြံဝင်းကြီးတစ်ခုအတွင်းမှာတွေ့ရှိခဲ့ရပါတယ်ရှင်ရုပ်အလောင်းကိုတွေ့ရှိတဲ့နေရာကကုတ်ကုတ်ပင်ကြီးအောင်မှာဖြစ်ပြီးတော့ဘေးဘက်လယ်မှာတစ်ပင်ကျောက်တွေဝိုင်းနေတဲ့လူသူမနီးတဲ့နေရာဖြစ်ပါတယ်။ဒီနေရာကိုခေါ်ဆောင်သွားတာကရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်တာလို့ယူဆရပါတယ်ရှင်။ဘာလို့လဲဆိုတော့ခြံဝင်းအစဟာကားလမ်းနဲ့ကလျက်ရှိနေပေမဲ့အော်ဟိရင်တောင်တော်ရုံမကြားနိုင်တဲ့ခြံအတွင်းထဲအထိခေါ်ဆောင်သွားပြီးမှလက်စာဖြောက်ခဲ့ရကြောင်းဖြစ်ပါတယ်။သူမနဲ့တူပါသွားတဲ့နောက်ဆုံးထွက် iPhone 17 Pro Max နှလုံးရွှေဆွဲကြိုးဟန်ချင်းလက်စွပ်နှစ်ကွင်းနဲ့ငွေသားတွေကလည်းလူရဲ့ယူဆောင်ခြင်းကိုခံလိုက်ရပါတယ်။ဒီဖြစ်ရဲ့နောက်ွယ်မှာအဓိကတရက်ခန့်လို့ယူဆရတဲ့သူကတော့တီဟဆိုတဲ့မြန်မာအမျိုးသားကောင်လေးတူဖြစ်ပါတယ်။အေယာဝရီမဟာ LGBT တဦးဖြစ်တာကြောင့်အမျိုးသားချောချောလှလှလေးတွေကိုဆွဲမဲ့တက်တဲ့အားနည်းချက်ရှိပါတယ်။ဒါကိုခွင်ကောင်းယူပြီးတော့တီဟဆိုတဲ့သူကလူပြတ်တဲ့နေရာကိုချင်းဆိုခဲ့တာဖြစ်နိုင်ပါတယ်။ဒီစတဲ့သူတွေပြသတဲ့ message တွေအရဒါကချင်းတွေ့ရလို့အကြောင်းပြပြီးရည်ရွယ်ချက်ရှိရှိလူရဲ့တက်ဖြတ်ဖို့ကြံစီခဲ့ရဖြစ်ပါတယ်။အေယာဝရီမကအသက်နဲ့ခန္ဓာကိုယ်ပေးဆက်လိုက်ရယုံတင်မကပဲမတရားပြုကျင့်တက်ဖြတ်ခြင်းကိုခံထားရပုံရတယ်လို့ဒီစတဲ့သူတွေကဆိုထားပါတယ်။လက်ရှိမှာတော့တရားခံတီဟာကထွက်ပြေးထိန်းရှောင်နေဆဲဖြစ်ပါတယ်။ဒီဖြစ်ရပ်ကနေထိုင်းရောက်မြန်မာလူငယ်တွေနဲ့ LGBT အတိုင်းဝိုင်းအတွက်ကြီးမားတဲ့သင်ခန်းစာတစ်ခုပေးလိုက်တာပါ။ online ပေါ်မှာတွေ့တဲ့လူတဦးရဲ့ရုပ်ရည်အလှပကိုကြည့်ပြီးတော့ချက်ချင်းယုံကြည်မိရာကနေအခုလိုမျိုးကြည်ကွဲစရာဘဝနေကုန်းချုပ်ခဲ့ရတာဖြစ်ပါတယ်။ကိုယ့်ရဲ့စီးပွားရေးအောင်မြင်မှုနဲ့ပစ္စည်းဥစ္စာတွေကိုအင်တာနက်ပေါ်မှာပြသကြွားနေတဲ့ဆယ်လီတွေအနေနဲ့ပို့ပြီးတော့သတိထားသင့်ပါတယ်။လူရက်တဲ့သူတွေကတင်းရဲ့ပစ္စည်းတွေကိုတင်မကပဲအသက်ကိုဝါရန်ရှာဖို့ဝင်မလေးကြပါဘူး။လူစိမ်းတစ်ယောက်နဲ့လူပြတ်တဲ့နေရာမှာချိန်တွေ့ဖို့ဆိုတာဘလောက်ပဲယုံကြည်အလွန်အနေနဲ့များတဲ့လုပ်ရက်ပေါ့။အေယာဝရီမမဆုံးခင်ကနောက်ဘဝမှာမိန်းကလေးဆိုလဲအစ်စ်ယောက်ျားလေးဆိုလဲအစ်စ်ဖြစ်ခြင်းနဲ့လို့ဆူတောင်းခဲ့ရကိုကြည့်ပြီးအားလုံးကစိတ်မကောင်းဖြစ်နေကြပါတယ်။အေယာဝရီမတယောက်နောက်ဘဝမှာအခုလိုမျိုးအဖြစ်မျိုးနဲ့မကြုံတွေ့ရပဲဆူတောင်းနေပြပါစေလို့ကျမတို့အားလုံးကထပ်မံပြီးတော့ဆူတောင်းပေးလိုက်ပါရရှင်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့အင်တာနက်ပေါ်ကလူစိမ်းတယောက်ရဲ့ချင်းဆိုမှုကိုယုံကြည်ရကနေအသက်ပေးလိုက်ရတဲ့အေယာဝရီမရဲ့ဖြစ်ရပ်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်နော်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။